အားလေးဆိုတော့လေတော့လေပါတော့ carry ရတယ်ခါလီနဲ့ရတယ်ဒီဆန်ရှင်းကိုတော့ဘူရဲတားပေးလို့ရမော်နီရှော့ကလည်းမရှိဘူးဆိုတော့တိုးလာလို့မရ အဲ့တော့ကလည်းပြီးသွားပြီ ဟေးဘာလို့ချင်တာတော့ အကောင်မဖြတ်ပါနဲ့လားလော်ကြီးပေးရမယ်နော်လို့အဲ့လော်ကြီးကဦးရတယ်ဂလူးတော့ရ ဂလူးလေးတော့ရမယ်ဂလူးလေးတော့ရ သို့ပါကောင်းပါဂလူးမရှိရဲ့ပဲတကူကတော့ယူတိုက်တန်တော့ဘလို့မှဆိုင်လို့မရတို့ရဲ့ front liner ဆိုလို့ဂလူးတစ်ကောင်ပဲရှိရစီဂရိုင်းဟာဟုတ်တယ်ငါးကောင်ကြားတဲ့မြန်မာလိုဝင်ပြီးတော့ဖြဲတာဗျအလုပ်တော့ဖြစ်တယ်ကဒီမှာဘက်လိုင်းမှာမက်ဆီကထိန်းထားပြီးပြီးသွားတခါစီခရိုင်းသွားပြီဘရိုပြီးသွားပြီပြီးသွားတူးသေးပြီရောရှောအဲ့ဒီ What's up man ကိုယ်ပြန်ရပြီလား yeah ရောက်တဲ့အတန်ပဲဒီမော်လား ကြောက်တဲ့တန်ပဲနော် ရောက်တဲ့အတန် ကဲမသိစီရှုံးသွားရင်လားတိုင်း ပေါ့ပါတူးစီးပဲကိုယ်ယူလိုက်တယ်ချပလိုက်မသိစီ တော့အေးဆေးပဲဟောကြီးပါရောလက်ဆွဲတယ်ဘယ်လိုဆိုင်အောင်တို့ လက်ဘက်တယ်မဟုတ်ဘူးကိုယ်ဘယ်တဲကဘလို့ပြီးလို့ပြီး ဘလို့ပြီးသွားလဲမသိ W chat I'm back man I'm back let's go man Let's go အာရှော့ကန်ရှော့ ရိတ်မမီ ဖြားသွားတာရောင်ကြီးဆန်ရှင်းက3လန်တက်လို့ရသေးတယ်စက္ကန့်20 ဟဲ့အောင်ဂလူးကြည့်အောင်လီတာအင်မတဲကောက်ဆွဲလိုက်ပြီးအင်မတဲတော့လိုက်တော်လေးလို့အင်မတဲတော့လိုက် ဟုတ်ဝင်းနှခေါင်းကြီးကစာလေးကမခဲတော့မခဲသေးဘူးထင်တာပဲ အေးမခဲတယ်ဒါပေမဲ့ item ထည့်တာကတော့ထည့်ရတာမှာပဲ ပြကျင်တာအော် Harry ဗာမဲရာဦးရောင်ကြီးပြေးသွားတာမြန်နေဟုတ်တယ်နော် အေးချောစီပါလီတာချောစီပါပြီချောစီပါပြီကလုံးသွားစီးတာပါဒီဘက်ရောက်သွားတယ်ဟာ အေး5 man wire ဆိုပွဲပြီးသွားမယ်နော်5 man wire ဆိုပွဲပြီးသွားမယ်နော်ဒါပေမဲ့နီကိုဒမ်မြတ်တော်နာတာရော ညားတယ်မကန်ရှိရလဲ damage ကထွက်တယ် ချောအေးဟာရမချောဘူး အော်အဲ့ဒါဖာသားပြန်သေးမှာ ဟာချောပြီ real one နဲ့ပါထက်ချောဒါပေမဲ့မဝင်ပါဘူးလော်ထွက်ပြီဗျာလော်ထွက်ပြီ ဒီတိုက်တန်လည်းပြတယ်လောလုံးမလားအေးလောပဲလုံးအောင်မှာလီတာမရှိရင်တော့အန်လို့မရတော့ဘူး ကန်ဒါပေမဲ့တော့ရှိရဟာလီဆိုတော့လေလော်လေးပါတော့ carry ရတယ်ခါလီနဲ့ရဒီဆန်ရှင်းကိုတော့ဘူရဲတားပေးလို့ရမော်နီရှော့ကလည်းမရှိဘူးဆိုတော့တိုးလာလို့မရ နေတော့ကလည်းပြီးသွားပြီ ဟေးဘာလို့ချင်တာတော့ အကောင်မဖြတ်ပါနဲ့လားလော်ကြီးပေးရမယ်နော်လို့အဲ့လော်ကြီးကဦးရတယ် ဂလူးလေးတော့ရမယ်ဂလူးလေးတော့ရ သို့ပါကောင်းပါဂလူးမရှိရဲ့ပဲတကူကတော့ယူတိုက်တန်တော့ဘလို့မှဆိုင်လို့မရတို့ရဲ့ front liner ဆိုလို့ဂလူးတစ်ကောင်ပဲရှိရဒီဘိုင်းဟုတ်တယ်ငါကြားတယ်မြန်မာလိုဝင်ပြီးတော့ဖြဲတာဗျအလုပ်တော့ဖြစ်တယ်ကဒီမှာဘက်လိုင်းမှာမက်ဆီကထိန်းထားပြီးပြီးသွားစီခရိုင်းသွားပြီဘရိုပြီးသွားပြီ ပြီးသွား တူးသေးပြီ ရောရှော What's up man ကိုယ်ပြန်ရပြီလား yeah ရောက်တဲ့အတန်ပဲဒီမော်လား ရောက်တဲ့တန်ပဲနော်ရောက်တဲ့တန် တဲ့အတန် ကဲမသိစီရှုံးသွားရင်လားတိုင်း ပေါ့ပါတူးစီးပဲကိုယ်ယူလိုက်တယ် တော့အေးဆေးပဲဟောကြီးပါရောလက်ဆွဲတယ်ဘယ်လိုဆိုင်အောင်တို့ လက်ဘက်တယ်မဟုတ်ဘူးကိုယ်ဘယ်တဲကဘလို့ပြီးလို့ပြီးသွားမှန်းတော့မသိဘူး W chat I'm back man I'm back let's go man အစကြီးနိုင်သွားပြီလားအစကြီးလေးကြောက်တော့ကြည့်ကြည့်မယ်ကိုဟွာဖြစ်မှာဆိုတက်တော့ကြီးဟွာဖြစ်တော့လေတက်တော့ကကြတော့အဲ့ဘန်းကန်မှာဝီစတင်းမလျှောက်ထားရင်ကျွန်တော် live stream လွှင့်လို့မရဘူးဖြစ်သွားမှာဆိုလို့အော်ကန်ဆိုတော့ဆော့လိုက်တယ်ဖက်ချက်လေးမထီသွားဘူးဝဲအောင်အောင်မြဲထိမ့်မိနေမှန်နေဗျာစိတ်ဝင်စားအောင်ပြောပေးနေဟုတ်တယ်အလီတာဟုတ်ပါမလားအမတဲ့ဆွာထားသေးတယ်လီတာဟုတ်တော့ဟုတ်သွားတယ်နော်ဟောခဲလာလားလူမသိစီရကောင်နေခဲမယ်ဆိုတာကြီးပဲအဲ့ရှင်းပြီနော်အကုန်ရှင်းပြီနော်ဒါမဟာရီပြုံးမလားနောက်ကောင်လေးကိုပြစ်လိုက်မလားလက်ကမရှိဘူးတော့ဘိုးရဲတက်လောက်ဖြစ်သွားပြီ
မသိဘူးအောင်ဘယ်သွားခုံနေကောအလီဒါအလီဒါဘာလို့လဲသိလားအလီဒါစကိတ်စီးရပြောပါအေးတေမနောရောက်နေအကုန်ရှောအောင်မယ်အေးဗျာမီကန်ရှောကန်လေးတော့ရအောင်မလားရတော့ပါပြီနော်ဟာတကောင်လုံးအိမ်မရကြပါပြီပြန်ရှော Oh my god ပွဲရပြီးပြီဒါနဲ့ပြန်လိုက်ကဘာလို့နားရတာလဲဆိုတော့ဒီကတော့ပတ်စံရှာရတော့ဗောနော်အဲ့လိုပဲပြောရမှာဗောနော်ဒီကပြန်လိုက်တဲ့တိုင်ဒီအပြင်စင်မှာဖန်ပို့လွယ်တော့နော်အခုခေတ်ကတော့လောလောဆယ်တော့နော်အဲ့တော့ဒီပြန်လိုက်မှာကျတော့ကျွန်တော်လည်းအတက်တစ်ခုရလာပြီဆိုတော့ဒီပတ်စံဖန်ဘောကလိုလာပြီဗျာဒီလားပတ်စံဖန်နေဆိုတော့ကျွန်တော်ကတော့အဲ့လိုခေါ်တယ်ဗောနော်ပတ်စံဖန်နေလို့ခေါ်တယ်ဗောနော်အဲ့တော့ကဲလို့မဖန်တော့ဆိုရင် bro ရဲ့နောက်ဘယ်လိုပြောမလဲနောင်ရေးကဘာလုပ်လို့မရဘူးဂိမ်းမဲ့အများနဲ့ကျွန်တော်တေအောင်တေဝါးရီဆော့လို့မရအဲ့တော့ဟိုရနိုင်တဲ့လောက်ဖန်တာမှအဆင်ပြေမှာပေါ့ကဲဒီလိုတိုက်ထားပြီဒါမှတေတော့မတေရောဆိုလော့ပေးရတော့နော်တာကြီးတို့ဘလူးကမတေဘူးလားတေဝါးကြီးကတေဝါးတော့မရပါလေအစီပါဝဲဘီရဆိုတော့ကဲပြစ်ပေးအောင်မလားစီခရိုင်းနားဘောဘာအိုက်တန်လိုနေရလားမသိဘူးပြစ်တာကြော်လည်းမနာဘာမှမနာဘူးပြစ်နေအော်ရှောရောဂွင်းစောခါလာရရှောတာပါအောင်ဆရာကြီးအေးဘီပွဲရကိုစောနေဘန်လဲမသိစင်းနေယူကြတယ်မှာဘာလို့လောက်ပြက်လဲဆိုတော့အဓိကကတော့ဒီဘက်ကကျတော့လုံးဝတတ်တဆပလေယာရောနော်ဒီဘက်ကတော့ HP ရှိတဲ့ player ပေါ့အဲ့ဒါနံပါတ်1ပြီးတော့ရင် supporting ပေါ့နော် supporting လည်းရမ်းကွာတယ်ပေါ့နော်ဘယ်လိုကြည့်လိုက်ပါနော်သူတို့ရဲ့ဒီခုံလေးတွေသူတို့ရဲ့အားလေးချက်ရှိုးလိုက်ပေါ့နော်supporting ကလည်းမလိုဘူးလားဆိုတော့လိုတယ်ပေါ့နော်ကျွန်တော်ပြောသလိုပဲပေါ့အတင်းအတင်းရှင်တော့မှ bro ကအေးစစ်လေးဆော့အေးစစ်လေးသိမလားဘာမှအပူပင်အကြောင်းကြားမရှိစားလိုက်ဆော့လိုက်လုပ်နေရတဲ့လူနဲ့ကိုကရုံးကန်ပြီးဆော့ရတဲ့လူနဲ့ဆိုတော့ကွာမှာပဲဗျာအဲ့တော့ဒီလိုပဲပေါ့နော်